ကဲလက်ရှိတက်ချုပ်ကနေပြီးတော့ငါသမရဖြစ်ပြီမင်းဘာတတ်နိုင်သေးလဲဆိုတဲ့အပေါင်းနဲ့လွတ်ပြီးတော့အရင်တော့ NLD သမရကို legitimacy ရဟိုချိုးကျင်လို့သူကလွတ်ပြီးတဲ့သဘောပါပဲအဲ့တော့ဟိုအပြင်ကအလူခံစားနေတဲ့သူတွေပြောသလိုဗျာသူတို့ BRP လို့လွတ်ပေးရတယ်ဆိုတာမဟုတ်ပါဘူးဒါတွေကစိတ်ကူးရတာပေါ့နော်အဲ့တော့ UNG ရဲ့သမရအဖြစ်ဆက်ပြီးတော့နေမလားဒါမှမဟုတ် UNG ကသူနဲ့မဆိုင်ပါဘူးဆိုတာကိုပြောရမှာ။မိုးခင်ဗျာဒီတစ်ခေါက်တော့ကျွန်တော်တို့သမရဦးမြင့်ကိုပြန်လွှတ်ပေးလိုက်တယ်လွန်ငင်းနဲ့ပြန်လွှတ်ပေးလိုက်တဲ့ဒီသတင်းဒူးတစ်ခုပေါ့။ဒီအဲ့ဒီမတိုင်ခင်ကဒီကရက်ပိုင်းကပဲ TNL တန်းအဖွဲ့ကသမရဦးမင်းအောင်လှိုင်ရဲ့အစိုးရတစ်ဖွဲ့ကိုသူကဝမ်းမြောက်ကြောင်းဒီတဝန်လွှာပေးဖို့တဲ့ကိစ္စတစ်ခုပေါ့။ဒီသတင်းဒူးနှစ်ခုကိုဒီကနေ့ကျွန်တော်ဆွေးနွေးလိုပါတယ်။အဲ့တော့ပထမဦးမြင့်ပြန်လွတ်လာတဲ့အခြေအနေပေါ့နော်။ရုပ်စာကအခုသူတို့စစ်တပ်ကသူတို့လိုချင်တဲ့ပုံစံဖန်တီးကြတယ်တက်ချုပ်ကိုလည်းတမရတက်လို့ပြီးတော့သူ့ပြောင်းလဲပေါ့တွတ်ဆုံဆွေးနွေးလမ်းကြောင်းကိုတကယ်ပဲသွားဖို့အတွက်အခုလိုမျိုးစပြီးတော့ဖြေလျှော့တဲ့သဘောလို့ကျွန်တော်ယူဆလို့ရမှာဒါမှမဟုတ်သူတို့အခြေသူတို့လက်နဲ့အားလုံးတိုင်းပြည်ကိုအာဏာအုပ်စီးပြီးသားပြီးသူတို့အသာရနေပြီဘယ်သူမှလှုပ်လို့မရတော့ဘူးအဲ့ဒီအတွက်အမြင်ကောင်းအောင်လှုပ်ပေးတဲ့သဘောလားကျွန်တော်တို့ဒီပုံမှာစပြီးဆွေးနွေးလို့ပါတယ်အဲ့တော့ကိုမိုးဝင်းဘယ်လိုမျိုးသုံးသက်ချက်ရှိလဲဗျအဲ့တော့ကျွန်တော်တို့ပေါ့နော်ဟိုမြန်မာပြည်သူတွေရောတော်လှန်ရေးလုပ်တဲ့သူတွေရောဟိုသတိထားမဲ့အချက်ကစစ်တပ်ရဲ့သဘောပါပေါ့ဗျာနော်ဒီစစ်ဗိုလ်ချုပ်တွေကတွဲဆုံဆွေးနွေးရေးလုပ်တယ်ပဲဖြစ်ဖြစ်ပြုပြင်ပြောင်းလဲရေးလုပ်တယ်ပဲဖြစ်ဖြစ်သူတို့ကအမြဲတမ်းအပေါ်စီးရမယ်လို့ထင်မှလုပ်တာပါဒါကဟိုဘာကဘာနဲ့တွဲဆုံဆွေးနွေးရစပြီးခင်ဗျာသမိုင်းစဉ်တစ်ချက်ကိုကြည့်လိုက်ပါနော်အဲ့တော့ဟိုဒေါအောင်ဆန်းစုကြည်ဟိုလွတ်ပေးတော့မှလည်းဟိုလူတွေကိုအထူးသဖြင့်2015နောက်ပိုင်းကျမှနိုင်ငံရေးတက်ကြွလို့ဒေါအောင်ဆန်းစုကြည်နေရာရတာမှာတက်ကြွလို့ချသူတွေမိနေတဲ့ချက်ကဗျာဒီလိုဖြစ်ရမတိုင်ခင်မှာဦးသိန်းစိန်နဲ့အမေရိကန်ပြည်ထောင်စုနဲ့ညှိကြတာပေါ့ညှိကြပြီးမှဒေါအောင်ဆန်းစုကြည်ဟာသူတို့ခင်းတဲ့လမ်းကြောင်းကိုလိုက်မယ်လို့သဘောတူပြီးမှဒေါအောင်ဆန်းစုကြည်ကိုလွတ်ခဲ့တာပေါ့နော်ဟိုဆိုလိုချင်တာဗျာဒေါအောင်ဆန်းစုကြည်ကစပြီးတော့ဖိအားပေးလို့နိုင်ငံတကာဖိအားပေးလို့လုပ်တာမဟုတ်ဘူးသူတို့ပြုပြင်ပြောင်းလဲရေးအတွက်သဘောတူညီပြီးမှဟိုလွတ်တာဒါကစစ်တပ်ရဲ့နေချာပေါ့နော်ဒါကိုသိဖို့လိုပဲပေါ့အဲ့တော့ဟိုအပြင်ကအလူခံစားနေတဲ့သူတွေပြောသလိုဗျာသူတို့ BRP လို့လွတ်ပေးရတယ်ဆိုတာမဟုတ်ပါဘူးဒါတွေကစိတ်ကူးရတာပေါ့နော်ဟိုဒါပထမဆုံးသိထားတဲ့အချက်ပါအခုလဲကျွန်တော်ထင်ပါတယ်ဟိုဘလောက်ဟိုကြေကွဲစရာကောင်းလဲဆိုတော့ဒါကဦးဝင်းမြင့်ဒေါအောင်ဆန်းစုကြည်ကိုမလွတ်ဖက်နဲ့အရင်တော့သမရကိုလွတ်ပေးတယ်ဆိုတာပဲကဲလက်ရှိတက်ချုပ်ကနေပြီးတော့ငါသမရဖြစ်ပြီအဲ့တော့မင်းဘာတတ်နိုင်သေးလဲဆိုတဲ့အပေါင်းနဲ့လွတ်ပြီးတော့ကျွန်တော်ထင်ပါတယ်အရင်တော့ NLD သမရကို legitimacy ရဟိုချိုးကျင်လို့သူကလွတ်ပြီးတဲ့သဘောပါပဲเนาะအဲ့တော့ဒီဘက်ကတော့ဟိုပြောမှာပေါ့ဗျာဦးဝင်းမြင့်ကပဲတရားဝင်ဖြစ်တယ်မင်းအောင်လှိုင်ကတရားဝင်မဖြစ်ဘူးဒါကတော့ကျွန်တော်တို့ဟိုအမှန်တရားဟိုနာနာကျင်ကျင်နဲ့ရင်ဖွင့်တာလည်းဖြစ်မှာပေါ့เนาะဒါပေမဲ့သိကြတာအခုကကျွန်တော်တို့ကစစ်တပ်ဘာလို့မလဲဆိုတဲ့အမြင်နဲ့ချင်းကတ်တာဘူးသူကတသက်မဲ့ငါသာသမရဖြစ်တယ်ဆိုတဲ့ပုံစံနဲ့ချိုးကျင်လို့လွတ်ပေးလိုက်တာထင်ပါတယ်အဲ့တော့ဦးမင်းအောင်လှိုင်ကသူသမရဖြစ်တဲ့ပထမမိတ်ကုန်းမှာတိုင်းပြည်အတွက်ခုနလိုလူကြီးချမ်းသာခွင့်ကိုသူစဉ်းစားမယ်လို့ထည့်ပြောသွားတယ်ပြောရတဲ့အတိုင်းသူသမရဦးဝင်းမျိုးလွတ်ပေးတယ်နောက်တစ်ခုကတိုင်းပြည်မှာလှုပ်ရှားတစ်ခုပဲရှိတယ်ဆိုပြီးသတင်းတောက်တွေမေးတာကိုပြောတယ်အဲ့ဒါငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဖို့ပေါ့ဆိုတော့သူပြောထားတယ်ဆိုတော့ဒီငြိမ်းချမ်းရေးအတွက်ဆိုတာတွတ်ဆုံဆွေးနွေးလမ်းကြောင်းကိုပြောတာပေါ့လေဆိုတော့ဒေါ်ဆန်းစုကြည်ကဆက်ပြီးနောက်တစ်ဆင့်အဲ့လိုမျိုးအကျယ်ချုပ်ပဲဖြစ်ဖြစ်တစုံတရာလှုပ်ပေးပြီးတော့စစ်ဆက်ဆွေးနွေးလမ်းကြောင်းကိုမျှော်လင့်လို့မရနိုင်ဘူးလားအဲ့တော့သူကငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးသာပြောနေပြီမဲ့သူ့ရဲ့မိန့်ခွန်းထဲမှာအကြမ်းဖက်လက်နက်ကင်တပ်တွေဟိုလက်နက်ကင်အုပ်စုတွေလက်နက်ချဖို့လို့ပြောတာလေအဲ့တော့သူတို့ရဲ့မူကငြိမ်းချမ်းရေးလုပ်တွတ်ဆွေးနွေးရေးလုပ်လို့ဟိုလက်နက်ချရေးမှုပဲလေဒီအခါနဲ့ဆွေးနွေးမှာဟုတ်အဲ့တော့ဒေါအောင်ဆန်းစုကြည်လွတ်ချင်းမလွတ်ချင်းဆိုတာကြာဒီလိုရှိတယ်ဗျဥပမာကျွန်တော်တို့တုန်းကလို့ဆိုရင်တော့ကျွန်တော်တို့ခေတ်တုန်းကလို့ဆိုတော့ဒေါအောင်ဆန်းစုကြည်ကိုလွတ်ကောင်းလွတ်နိုင်တယ်ဘာဖြစ်လို့လဲဆိုတော့ဟိုအရင်တုန်းကဟိုနိုင်ငံရေးလုပ်ကြတာဗျာဟိုပုံကိုကြီးအမုန်းတရားတွေသိမရှိကြဘူးအခုကကြတော့တစ်ဖက်နဲ့တစ်ဖက်သိခါချဟိုအမုန်းလုပ်နေကြတာဘူးเนาะဟိုဒီဘက်နီးပိန်အုပ်စုရဲ့ဟိုဘက်ကစိန်ပိန်အုပ်စုရဲ့နှစ်စုလုံးကအမုန်းတရားနဲ့လုပ်နေကြတော့အဲ့တော့ဟိုတစ်ခါလုံးကဆိုကျွန်တော်ကြားတယ်ဗျဥမာလွန်ခဲ့တဲ့2နှစ်လောက်ကဒီအာဇာနည်နေ့ပေါ့နော်အာဇာနည်နေ့မှာဆိုရင်ဒီတက်ချုပ်အခုသမရတက်ဖြစ်လာတဲ့တက်ချုပ်ကသူ့ရဲ့ဟိုဘိုးချုပ်တွေကိုခေါ်ပြီးတော့မင်းရဆိုလားသူကဘာလဲဆိုတော့ဒေါအောင်ဆန်းစုကြည်ကိုပန်းကိုချခိုင်းရင်ဘယ်လိုနေမလဲပေါ့အဲ့တော့နောက်ကဘိုးချုပ်တွေကခါခါတီးတီးညံ့ညတယ်တဲ့မလုံနဲ့ဒေါအောင်ဆန်းစုကြည်ကိုအဓိကသူတို့မုန်းတာတဲ့ဘာဖြစ်လဲဆိုတော့
နီးပိန်းနေပေါ့သူတို့ခေါ်ရနီးပိန်းနေထိမ့်မရသိမ့်မရပဲနဲ့သူတို့အဆက်ခွဲတယောမှာကိုသူတို့မခံနိုင်အဲ့အတွက်နီးပိန်းနေရှိနေတယ်များဟိုဒေါအောင်ဆန်းစုကြည်ကိုလူငယ်မျိုးမပေးနဲ့ပေါ့နော်အဲ့တော့ကျွန်တော်ထင်ပါတယ်အခုဟိုစစ်တပ်ကနောက် generation နေနဲ့ဒီဘက်ကပေါ့နော်ဟိုနိုင်ငံရေးအခြေခံနေပြီးတော့ဟိုနိုင်ငံရေးကိုပုံကူရေးဆန်ဆန်အမုန်းတရားတွေပဲလုပ်တဲ့နီးပိန်းအုပ်စုတွေကြားမှာသူကအမုန်းတရားခိုင်ခိုင်မာရှိသွားပြီဆိုတော့သူတို့ပျော်မဲ့ဟာတွေကိုတော့စစ်တပ်ကလုပ်ပြီးမှမထင်ဘူးနော်သူတို့မပျော်ဘူးဥမာနိုင်ငံရေးအပေးယူတေးကြပြီဆိုတဲ့ချိန်ကြမှာပဲဒေါအောင်ဆန်းစုကြည်ကိုလွတ်ပေးလိမ့်မယ်လို့ထင်ပါတယ်အဲ့တော့ဦးသမ္မတဝင်းမြင့်လွတ်လာပြီဆိုတော့ NLD ပါတီရဲ့ဒါအခုလက်ရှိအပြင်မှာရောက်နေတာအကြီးဆုံးတာဝန်ရှိသူဖြစ်သွားပြီဦးဝင်းမြင့်ကဆိုတဲ့အခါကျတော့ CEC တချို့လည်းရှိတယ်ဦးဝင်းမြင့်အနေနဲ့က NLD ပါတီကိုပြန်ပြီးတက်ဝင်အောင်လုပ်မလားဆိုတော့နိုင်ငံရေးဆက်လုပ်မလားသူနားမလားဒါလည်းကျွန်တော်တို့တေးသေးချာချာစဉ်းစားရမယ့်ချက်ပေါ့သမ္မတဦးဝင်းမြင့်ကိုယ်တိုင်လက်တာစဉ်းစားဆုံးဖြတ်မှာပေါ့လေနော်ဆိုအဲ့ဒီအခြေအနေပေါ်မှာရောကစားမလားနားမလားပေါ့သမ္မတဦးဝင်းမြင့်နေတယ်အဲ့ဒီအပေါ်မှာကျွန်တော်ဘယ်လိုတွက်ချက်လို့ရနိုင်မလဲကျွန်တော်ကဟို NLD ရဲ့တမိုင်းလေးတွေကိုနည်းနည်းမိတ်ဆက်ပြီးလို့တာပေါ့ NLD ရဲ့ဟိုပါတီရဲ့ nature ပေါ့နော်များသောအားဖြင့်တော့ NLD ပါတီဟာဒေါအောင်ဆန်းစုကြည်မရှိဘူးဆိုရင်သိနေတဲ့အဖွဲ့အစည်းလို့ဖြစ်နေတာပါကျွန်တော်တို့ဒါမြေပေါ်နိုင်ငံရေးမှာတစ်လျှောက်လုံးကြုံခဲ့ရတာလीနော်ကျွန်တော်ဆိုရင်ဟလာ1995ဇူလိုင်မှာဒေါအောင်ဆန်းစုကြည်လွတ်နေတော့ကျွန်တော်ရန်ကုန်စက်မှုတက်ကိုနောက်ဆုံးနှစ်ပါနောက်ဆုံးနှစ်မှာနော်ဒီတော့ကျွန်တော်တို့ခြံနေတဲ့စနေတွင်းတွေတရားပွဲတွေခဏခဏရောက်တယ်နောက်တစ်ခါ96ဟလာမေမှာ1990တုန်းကရွေးကောက်ပွဲအမတ်တွေကိုခေါ်ပြီးတော့ဟိုလွတ်တော်ခေါ်ဖို့ဒီနော်အဲ့လိုကတော့ CRPP လို့ဟာမျိုးတွေပေါ့နော်ဟိုကြံခဲ့ကြတာပဲနော်ကြံခဲ့တော့ဒေါအောင်ဆန်းစုကြည်ကမှာတယ်ဗျာဟလာတူတူတိတ်တိတ်လာကြဖို့နော်သူရဲ့ channel ကိုဒါပေမဲ့အမတ်တွေကဥမာမန္တလေးတို့ဘာလို့ဆိုလဲအကုန်လုံးနေရာနာကအမတ်တွေကသူကသက်ဆိုင်ရာထောက်ကိုင်းရေးကိုပါသတင်းပေးပြီးလာကြတော့ဘာဖြစ်လဲဆိုတော့ဒီ channel ကိုရောက်လာတော့ဟိုအမတ်တွေသွားလေရတယောက်ချင်းစီကိုထောက်ကိုင်းရေးကနောက်ကနေစောင့်ကြည့်တာပေါ့နော်အဲ့တော့သူတို့ထောက်ကိုင်းရေးကတော့အကုန်လုံးကိုစောင့်ကြည့်နေတာပါစောင့်ကြည့်နေတာသူတို့အတွက်အန်တယ်မရှိသေးလို့ဟိုဒီတိုင်းလွတ်ထားတာလေဟိုဆိုလိုချင်တာဗျာဒေါအောင်ဆန်းစုကြည်ထွက်မလာသေးကျွန်တော်ထင်ပါတယ် NLD ဟာထူးထူးချွန်ချွန်လုပ်လိမ့်မယ်လို့တော့ကျွန်တော်မထင်ဘူးဘယ်သူပဲလွတ်လာနော်ဒေါက်တာမျိုးညွန့်ကြည်လေဒေါက်တာမျိုးညွန့်တစ်လျှောက်လုံးသူဒေါက်တာစောမြတ်မောင်သေးဟိုအာတုပကန်ထရိုက်လို့ပဲသွားတာပဲလေဒီဘက်ကတချို့ဟာတွေနဲ့သူခိုးတူရင်လည်းတွေ့မှာပေါ့ဟိုခိုးဆက်တော့ကောင်းဆွတ်တယ်ပဲဒါပေမဲ့သူ့ NLD မူဝါဒတယောက်ချင်းအနေနဲ့လည်းသူခိုင်ခိုင်မာမာမပြောဘူး NLD ကဘာလို့တင်တယ်ဆိုတာကိုပြည်သူကိုလည်းသူချမပြဘူးနော်တိုင်းပြည်မှာဖြစ်နေတဲ့ပြဿနာတွေကိုနိုင်ငံရေးသမားတယောက်နေတဲ့နှစ်ဖက်လုံးကဘာမလုပ်တင်ဘူးဘာလုပ်တင်တယ်ဆိုတဲ့အကြံပေးချက်လည်းသူမရှိဘူးဟုတ်လားတစ်လျှောက်လုံးဟိုမျှောပြီးလိုက်တာလीအဲ့တော့ဟိုဦးဝင်းမြင့်ကကြတော့သူကကြဟိုတမရယာရုယူထားတဲ့သူနောက်ကဒီစစ်အာဏာသိမ်းမှုမှာစစ်အာဏာမသိမ်းခင်ပြဿနာဖြစ်တော့ကသူနဲ့ဒေါက်တာစောမြတ်မောင်ကအဓိကဟိုပါခဲ့တာဟုတ်နော်ဗမာပြည်ရဲ့ပြဿနာတွေကိုတစ်ချိန်မှာရေးကြမဲ့အခါမှာသူတို့နှစ်ယောက်ကအဓိကခန္ဓာတွေမှာပါခဲ့ကြတာပေါ့နော်စစ်တပ်နဲ့စကားပြောမလားnegotiate လုပ်မလားမလုပ်ဘူးလားဆိုတဲ့အပိုင်းတွေပေါ့အဲ့တော့ကျွန်တော်ကဗျာဟို engineering system design နဲ့ပြောရင်ဟိုအချက်၃ချက်ကိုတွားတူတယ်ပေါ့နော်စဉ်းစားချက်၃ခုပေါ့အဲ့ဒါကဘာလဲဆိုတော့ပထမတစ်ခုကဒါလိုဗျာဒိမတ်ကိုဟစ်တလာဝင်သိမ်းတော့အဖြစ်ပဲပေါ့နော်အဲ့တော့ဒိမတ်ကိုဟစ်တလာဝင်သိမ်းတော့ဒိမတ်ကလက်နက်ကင်တိုက်တာတွေပါလိမလုပ်ဘူးအဲ့ဒါဘာလုပ်လဲဆိုတော့ဒိမတ်လက်ရှိဘယင်ကသူကစနေတင်းတွေတို့ဘာလို့မှဆိုရင်အားလာရက်တွေမှာပန်းကြံတဲ့ကိုမြင်းကြီးစီးပြီးတော့ဟိုတွားပြတယ်သင်္ကေတအနေနဲ့ပေါ့ဗျာတွားပြတော့ပြည်သူတွေကဟာငါတို့ဘရင်ရှိသေးတယ်ငါတို့ဘရင်ရှိသေးတယ်ဆိုပြီးတော့တဖြည်းဖြည်းနဲ့လူတွေစုလာပြီးမှမြေပေါ်နိုင်ငံရေး non violent struggle ကိုလုပ်ကြတာပေါ့နော်